နောက်ပိုင်းမှာပန်းဦးတွေတော်တော်ဝယ်ဖြစ်တယ်သက်ကြီးလာလို့ထင်တယ်ပန်းလေးလည်းရမ်းကြိုက်တယ်အိမ်မှာပန်းဦးလေးတွေကိုပန်းလေးထည့်ပြီးအဲ့ဒါလေးကိုကြည့်နေကျဉ်းတတ်နေအခုလုပ်တဲ့ industry မှာကကိုယ့်ရဲ့အသားရည်စပင်လက်သေးခြေသေးအစားဒါ Migrate Store ရဲ့ investment ပေါ့နော်ဆိုတော့မေရှာသမျှဟိုဒီတဲပြန်ထည့်ရတယ်ရှင်တချို့ချိန်တွေမှာတော့ skin care နဲ့နိုင်တဲ့ဟာရှိရလေဒါပေမဲ့မေတို့က makeup အများနဲ့လိမ့်ရတယ်နေမီးထီတော့ break out ဖြစ်တဲ့ချိန်တွေရှိရအဲ့ကြရင်ဆရာဝန်ရှိပြေးရတာပေါ့ဝတ်စားနဲ့ပတ်သက်ရင်တော့ Migrate Store stylist တွေမိရဲ့ makeup artist တွေ team မှာစဉ်းစားပေးရပါတော့မေကိုတိုင်းလည်းဘယ်လိုပုံစံလေးဝတ်ချင်လဲမေ internet မှာတစ်ချိန်လုံးကြည့်နေတယ် Instagram မှာပဲဖြစ်ဖြစ် Pinterest မှာပဲဖြစ်ဖြစ်အော်ဒီဟာလေးလာတယ်ဒါလေးဝတ်ချင်တယ်ဆိုပြီး Migrate ဆိုဝိုင်းပြီးကူညီပေးကြရရှင်မေကဘယ်လိုချင်းဝတ်လဲဆိုတော့မေကြိုက်တဲ့ဟာလေးတွေ Migrate တည်ရမေကြိုက်တဲ့ cutting လေးတွေတည်တယ်မေကိုလုံးနဲ့ဘာပုံစံလိုက်လဲဆိုတာလဲ Migrate နားလဲတယ်ဒါလူတိုင်းပေါ့နော်မေနဲ့လိုက်တဲ့ဟာကသူများနဲ့လိုက်ရှင်မှလိုက်မယ်ဒီလိုက်တဲ့ silhouette သေးတွေကိုတီးသွားရတယ်အဲ့ဒါကိုကစားသွားတယ်အယောင်လဲနည်းနည်းရွေးတယ်မေနဲ့ရိုက်တဲ့မေနဲ့လိုက်တဲ့အယောင်လေးမေကစားဖို့သဘောကျတယ်အပြာနုနုလေးတွေပြီးတော့ပန်းရောင်အသားရောင်လေးတွေကမေကနဲ့လိုက်တယ်လို့ထင်တယ်ပြီးတော့အနက်ရောင်အနီရောင်ပေါ့နော်ပေါ့ပါဆုံး fashion ကအားကစားအင်ကြီးအားကစားပေါင်းမိလေးနဲ့ t-shirt ကြီးနဲ့ဝတ်ထားရင်မေကစားတော့ most comfortable ပါမေကိုရိုင်းစပင်မလုပ်တော့ဘူး makeup ဆိုလဲပို့သွားတီသားလောက်ပဲလိမ့်တတ်တာပေါ့နော်ဆိုတော့ makers မှာအားကိုကို makeup artist မရှိတဲ့အချိန်မှာအင်ကြီးကအရန်ပြည့်နေပြီမဲ့စပင်မှာရွရွသွားတယ်စပင်ကတတရရနဲ့ style ဖြစ်နေရင်ကိုဘာပဲဝတ်တထွေးတက်တယ်မောတထွေးတက်တယ်ဟုတ်လားမှန်လားမေက brand ထက်ဆိုင်ကိုနဲ့လိုက်တာကိုပို့ပြီးရွေးချယ်တယ်မေကအရင်ကတည်းက thrift shopping လုပ်တာလဲဝါသနာပါတယ်ဒါက Migrate ကျောင်းတက်ခတဲ့ uni တက်ခတဲ့ thrift shopping သွားခဲ့တယ် thrifting သွားတဲ့အချိန်မှာကိုကြိုက်တဲ့ဟာလေးတွေတွေ့တယ်ကိုနဲ့လိုက်မဲ့ဟာလေးတွေတွေ့တဲ့အချိန်မှာအရန်ကိုဝမ်းသာခဲ့ရပေါ့နော်အခုချိန်ထိလည်းအဲ့ဒါကြီးလုပ်နေတော့မိတာအဝယ်ဆုံးနဲ့အဆုံးတော့ဘာဖြစ်ဝယ်ဆုံးနဲ့အဲ့တော်စဉ်းစားရမယ်နောက်ပိုင်းမှာပန်းဦးတွေတော်တော်ဝယ်ဖြစ်တယ်ပန်းဦးတွေသက်ကြီးလာလို့ထင်တယ်ပန်းလေးလည်းရမ်းကြိုက်တယ်အိမ်မှာပန်းဦးလေးတွေကိုပန်းလေးထည့်ပြီးအဲ့ဒါလေးကိုကြည့်နေကျဉ်းတတ်နေဆိုတော့ပန်းဦးတွေဝယ်ဖြစ်တယ်ဟုတ်လားပတ်သက်တော့နာဒါလည်းလုံးမလားဒါဟိုဟာ industry တိုင်းမှာကိုယ့် investment ရှိရလေ Migrate Store အခုလုပ်တဲ့ industry မှာကကိုယ့်ရဲ့အသားရည်စပင်လက်သေးခြေသေးအစားဒါ Migrate Store ရဲ့ investment ပေါ့နော်ဆိုတော့မေရှာသမျှဟိုဒီတဲပြန်ထည့်ရတယ်ရှင်အများတန်း skin care clinic တွေသွားရတယ်တချို့ဆိုရင်တချို့ချိန်တွေမှာတော့ skin care နဲ့နိုင်တဲ့ဟာရှိရလေဒါပေမဲ့မေတို့က makeup အများတန်းလိမ့်ရတယ်နေမီးထီတော့ break out ဖြစ်တဲ့ချိန်တွေရှိရအဲ့ကြရင်ဆရာဝန်ရှိပြေးရတာပေါ့Migrate ဝတ်ထားတာတွေကိုသဘောကျမယ်ဆိုရင် Migrate ဝမ်းသာပါတယ်ဒါပေမဲ့မေလည်းဝမ်းတဲ့ချိန်တွေအများကြီးပါမကွမ်းအောင်တော့ကြိုးစားနေပါတယ်ဝတ်တဲ့ချိန်မှာတော့ confidence အပြည့်ပဲပေါ့နော်ဒါပေမဲ့တစ်ခါလေဓာတ်ပုံပြန်ကြည့်လိုက်ရင်ဟဲ့မလှဘူးဆိုပြီးဖြစ်သွားတယ် Migrate ဆိုအပြည့်ကကျေးဇူးအများကြီးတင်ပါတယ်မေနောက်ဇလန်တွေလည်းရိုက်ထားရှိပါတယ်အကြိုင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် thank you ပါ